အေးရတာအရန်ကောင်းပြီးတောက်လို့လဲကောင်းတယ်နံပါတ်1လူအများစုကမတိကြဘူးနွေရာသီမှာဒီဟင်းရိပ်များများတောက်ရမယ်ဆိုတာလုံနီးလွယ်ကူပြီးအာဟာရလည်းဖြစ်တယ်အရင်ဆုံးတပုတ်သီးကိုအခွန်ကွာပြီးတော့လေပြီးဖြက်ရေထည့်ပြီးစားတစွန်းထည့်တန်ရှင်းအောင်ဆေးပြီးစိမ့်တာဒီလိုဆိုတပုတ်သီးကအမဲအောင်မပြောင်းတော့ဘူးအိုရဲစီပူရင်ကြက်ဥလေးလုံးကြောမီးအေးနဲ့အကုန်ကျွတ်အောင်ကြောပြီးတော့အတုံးလေးတွေဖြက်တခြားအိုနဲ့တပုတ်သီးကိုထည့်ကြောပါတပုတ်သီးကိုနွမ်းအောင်ကြောဖြတ်ထားတဲ့ကြက်ဥကြောထည့်ပြီးတော့ရင်းနှွေးထည့်ပါမီးပြင်းပြင်းနဲ့2မိနစ်3မိနစ်ခန့်ပြုတ်အရသာကိုစားကြက်သားမုံနဲ့ပစွန်အခွန်ထည့်နန်းနန်းပင်နဲ့အနီစေးလေးဖြူဆက်ပြီးတော့1မိနစ်ပြုတ်ဒီလိုလုပ်တဲ့တပုတ်သီးကြက်ဥဟင်းရေးအနံ့မွေးပြီးလွယ်ကူတဲ့အာဟာရလည်းရှိတယ်နံပါတ်1ထပ်ပြီးတော့စောင်းတခွားစားရတဲ့ရာသီရောက်လာပြီနွေရာသီကလေးတွေချီးထွက်များတယ်တေချာပေါက်ဒီစောင်းတခွားအသားရည်ဟင်းရေးစမ်းကြည့်ရမယ်ဆိုပြေပြီးဟင်းရေးအရသာလည်းကောင်းတဲ့အသားပြားတစ်ပကံပြင်ဆင်ပါစားနဲ့ကြက်သားမုံဟင်းချက်ဝိုင်းထည့်ပါဘဲငံပြားရဲ့အနေငယ်ကုံမုတ်တစုံထည့်လက်နဲ့နေပြီး9မိနစ်နှက်ထားပါအိုရဲစီပူရင်စောင်းတခွားထည့်အပြင်ပန်းနည်းနည်းအယောင်ထွက်တဲ့အထိကြောပွက်လာရင်စွန်ထန်စားနဲ့ကြက်သားမုံထည့်ပြီးတော့နှက်ထားတဲ့အသားထည့်ဆက်ပြီးတော့2မိနစ်ပြုတ်ကြက်သွန်မြိတ်နဲ့အနီစေးဖြူနှမ်းစီတစုံလောက်ထည့်ပြီးရင်ရပါပြီဒီလိုလုပ်တဲ့စောင်းတခွားအသားဟင်းရီကအရန်တောက်လို့ကောင်းတယ်နည်းနည်းမှမအီဘူးကျွန်တော်အင်္ဂါကလေးတွေအခောက်တိုင်းလူစားကြတာလူကြီးမင်းလဲမြ мян ဆန်းချက်ကြီးနံပါတ်3ကျွန်တော်ပြောပြမယ်နော်နောက်ကြတပုတ်တီကိုကျွန်တော်လိုရလွယ်ကူပြီးအာဟာရလည်းရှိပါတယ်တပုတ်တီကိုလိပ်ပြီးဖြတ်ပါဖြတ်ပြီးသားတပုတ်တီကိုစားတစုံထဲရေးတန်းနဲ့10